မင်္ဂလာပါဗျာ Auto Compass Channel နဲ့ကြိုဆိုပါရစေ CVT Gear အကြောင်းပြောပြပါအောင်တင်ပေးပါအောင်လို့ကျွန်တော်မိတ်ဆွေတချို့တောင်းဆိုထားတာရှိပါတယ်ဒါကြောင့် CVT Gear ဆိုတာဘယ်လိုဟာလဲ Gear Wine လုံးဝအမှားမခံဘူးလားတကယ်ပဲမောင်းရတာပေါ်ရှုပ်ရှုပ်ကြီးလားအပြတ်မြန်သလားတခုခုဖြစ်တာနဲ့ Gear အလုံးလိုက်လဲရတာလားလမ်းကြားနေမှာခက်ကြမ်းကြမ်းမောင်းလို့မရဘူးလားဆိုတာတွေနဲ့ကြာကြာသုံးကျင်လို့ရှိရင်ဘာတွေလုပ်ရမလဲဆိုတာတွေကိုဒီဗီဒီယိုမှာရှင်းလင်းပြောပြထားပါတယ်ဗျာ1992ခုနှစ်နောက်ပိုင်းကမ္ဘာတောင်မှာကြည်ကြပြတ်ပြတ်သုံးလာခဲ့တဲ့အထူးသဖြင့်တော့ engine power သိပ်မကြီးတဲ့ကားလေးတွေမှာအသုံးများလာခဲ့တဲ့ gear စနစ်တစ်ခုရှိပါတယ်။ဒါကတော့ continuous variable transmission လို့ခေါ်တဲ့မောင်းနေရင်လည်းအဆက်မပြတ်ပြောင်းညှိသွားနိုင်တဲ့ gear စနစ်ပါ။အတူကတော့ဒါကို CVT လို့ပဲခေါ်ကြပါတယ်။ဒီစနစ်ဟာတမယိုးကျ manual auto gear အလုံးလုံးပုံတွေနဲ့လုံးဝကွဲပြားပြီးတော့ smart ဖြစ်တဲ့သဘောတရားတစ်ခုပါ။ကဲဒါကိုကျွန်တော်တို့အသေးစိတ်ကြည့်လိုက်ကြအောင်ပါ။ပထမဆုံးအနေနဲ့ gear ရဲ့အခြေခံအလုပ်လုပ်ပုံကိုကြည့်လိုက်အောင်ပါကားတစ်စီးမှာ gear box ရဲ့အဓိကတာဝန်ကတော့ engine ကထွက်လာတဲ့ lever အားဒါမှမဟုတ်လို့ရှင်ယုံအားကိုဘိန်းနေစီကိုအချိုးကျရောက်ပို့ပေးဖို့ပဲဖြစ်ပါတယ်ရင်မောင်းအများစုနဲ့ယင်းဒီပြီးသား gear အမျိုးအစားနှစ်မျိုးဖြစ်တဲ့ manual gear နဲ့ auto gear တို့မှာ gear အမျိုးအစားမတူပေမဲ့ဒီနှစ်မျိုးလုံးမှာ gear သွားတွေစူးစီးပါဝင်ပြီးတော့သတ်မှတ်မောင်းနေနှုန်းအလိုက် engine ရဲ့စွမ်းရည်ကိုအထိရောက်ဆုံးဖြစ်အောင်ချိတ်ဆက်ပြီးတော့လှုပ်ဆောင်ပေးကြတာဖြစ်ပါတယ်။အမြန်နှုန်းအမျိုးမျိုးမှာမောင်းနေနိုင်ဖို့နဲ့ဂုံးအတက်ကြမ်းကြမ်းတွေမှာတက်တဲ့အခါဒါမှမဟုတ်လို့ရှင်လေးလံတဲ့ဝင်တွေကိုယုံဆွဲတဲ့အခါမျိုးမှာအမြင့်ဆုံးယုံအားရစေဖို့ gear box အနေနဲ့ gear အရွယ်စားဒါမှမဟုတ်လို့ရှင် gear အချိုးတွေကိုပြောင်းလဲပေးနိုင်စွမ်းရှိရပါမယ်။ manual gear မှာဆိုလို့ရှင် gear အမျိုးမျိုးကိုစိတ်ကြိုက်ကိုယ်တိုင်ရွေးချယ်ရတာဖြစ်ပြီးတော့ auto gear မှာတော့ကွန်ပျူတာနဲ့ gear box ပဲအလိုလျောက်ရွေးချယ်ပြောင်းလဲပေးတာဖြစ်ပါတယ်။ဂီယာအမျိုးအစားကဘာပဲဖြစ်ဖြစ်ဂီယာအနှိမ့်တွေကအရှိန်နည်းနည်းမှယုံအားအများကြီးထုတ်ပေးနိုင်ပြီးတော့ဂီယာအမြင့်တွေကတော့ကားကိုအရှိန်မြင့်မြင့်နဲ့မောင်းနေနိုင်အောင်ကူညီပေးပါတယ်။ဒါကတော့တမယိုးကျဂီယာတွေရဲ့အလုပ်လုပ်ပုံစနစ်ပါ။ဒါပေမဲ့ CVT ဂီယာမှာတော့ပြောခဲ့တဲ့စနစ်တွေနဲ့လုံးဝကွဲပြားပါတယ်။ CVT မှာတော့ဂီယာသွားတွေမပါဝင်တာကြောင့်မလို့သတ်မှတ်ထားတဲ့ဂီယာအဆင့်တွေဥပမာဂီယာ1 2 3ဒါတွေမရှိတော့ပါဘူး။ဒီဂီယာအမျိုးအစားကအကွာဝေးအကျယ်ဝန်းအတိုးလျှော့လုပ်လို့ရတဲ့ပူလီနှလုံးနဲ့ပဲတီးသန့်အလုပ်လုပ်တာဖြစ်ပြီးတော့တစ်လုံးကအင်ဂျင်ဘက်မှာရှိပြီးတော့နောက်တစ်လုံးကဘိန်းဘက်မှာရှိပါတယ်။ဒီပူလီနှလုံးကိုအလွန်ခိုင်ခန့်တဲ့ကြိုးပြားတစ်ချောင်းနဲ့ချိတ်ဆက်ပေးထားတာပါ။အင်ဂျင်အရှိန်မြင့်လာတာနဲ့အမျှပူလီတွေရဲ့အကျယ်ဝန်းအချိုးအစားကလည်းပြောင်းလဲသွားပါတယ်။ဒီပူလီနှလုံးများကစွမ်းရည်အချို့ကိုပြောင်းလဲပေးလိုက်တာဖြစ်ပါတယ်။ဒီလိုနည်းနဲ့အင်ဂျင်ရဲ့စွမ်းဆောင်ရည်အကောင်းဆုံး RPM မှာရှိနေစေပြီးတော့လိုအပ်တဲ့ဂီယာအချိုးအစားကိုအကန့်အသတ်မရှိအလိုအလျောက်လိုက်ညှိပြောင်းလဲပေးပါတယ်။ဒီနေ့ကဂျပန်ကားတွေကတော့ CVT ဂီယာစနစ်အသုံးအများဆုံးနဲ့အောင်မြင်ဆုံးဖြစ်ပါတယ်။ထင်ရှားတဲ့ brand တွေဖြစ်တဲ့ Honda, Toyota, Nissan, Suzuki, Subaru, Mitsubishi ကားတွေမှာအသုံးများပါတယ်။ဥရောပနဲ့အမေရိကန်ကားတွေမှာတော့ CVT စနစ်ကိုဂျပန်ကားတွေမှာလို့ကြည်ကြပြန့်ပြန့်မသုံးဆွဲဘဲနဲ့မြို့ရင်းစီကားတချို့နဲ့ hybrid ကားတွေမှာတော့ eCVT ကိုသုံးဆွဲလေ့ရှိပါတယ်။ဤပညာအရပြောရရင်တော့ eCVT နဲ့ roller disc သုံးတဲ့ CVT စတဲ့ CVT အမျိုးအစားတွေလည်းရှိနေသေးပေမဲ့အခြေခံအကျဆုံးနဲ့အသုံးအများဆုံးစနစ်ဖြစ်တဲ့ပူလီနှလုံးနဲ့ဗတ်ကြိုးသုံးတဲ့ CVT ကိုပဲဒီဗီဒီယိုမှာတော့အဓိကထားပြီးတော့ပြောထားပါတယ်။အခု CVT ဂီယာရဲ့ကောင်းကျိုးတွေကိုကျွန်တော်တို့ကြည့်လိုက်အောင်ပါပထမဆုံးအနေနဲ့ကတော့အမြင့်ဆုံးပါဝါကိုရရှိခြင်းပါ CVT ကအင်ဂျင်အသေးတစ်လုံးကနေပြီးတော့အမြင့်ဆုံးပါဝါကိုတုံ့ပြန်မှုကောင်းကောင်းနဲ့မြန်မြန်ကြီးအရှိန်တင်ပေးနိုင်ပါတယ်ရိုးရိုးဂီယာတွေမှာတော့အရှိန်တင်ဖို့လီဗာနင်းလိုက်ရင်အင်ဂျင်လေပါနှုံးဖြစ်တဲ့ RPM ကတက်သွားလိုက်ဂီယာတစ်ချက်ချင်းလိုက်ရင် RPM ပြန်ကျသွားလိုက်နဲ့ RPM ကအတက်ကျရှိနေပါတယ်နောက်ပြီးအင်ဂျင်ရဲ့အမြင့်ဆုံးမြင်းကောင်းရည်နဲ့ယုံအားအပြည့်ထွက်တဲ့အကောင်းဆုံးအနေအထားမှာလည်းခဏပဲနေနိုင်တာပါ CVT မှာတော့ပူလီအကျယ်ဝန်းကိုကြိုးပြားနဲ့အကန့်အသတ်မရှိပြောင်းလဲပေးနိုင်တာကြောင့်မလို့လီဗာအပြည့်နင်းလိုက်ရင်အင်ဂျင် RPM ကိုအမြင့်ဆုံးပါဝါထွက်တဲ့အမှတ်ဥပမာ4000 RPM ပဲဆိုကြပါစို့အဲ့ဒီမှာအသေးထိန်းပေးထားလိုက်ပါတယ်အင်ဂျင်ရဲ့ RPM ကိုမကျစေဘဲနဲ့ပူလီတွေကပဲဂီယာအချိုးကိုတောက်လျှောက်ပြောင်းပေးသွားတဲ့ကြောင့်မလို့အင်ဂျင်စီကအမြင့်ဆုံးအားကိုတောက်လျှောက်ယူပြီးတော့အရှိန်ကိုဇက်တိုက်မြင့်ပေးနိုင်တာဖြစ်ပါတယ်။ဒါကြောင့်မလို့ကားထုတ်လုပ်သူတွေကစလင်ဒါ၄လုံးကားတွေမှာ CVT ကိုထည့်သုံးလို့ရှိကြတာပါ။
စလင်နာ6လုံး10လုံးပါတဲ့အင်ဂျင်ကြီးတွေမှာတော့လေပတ်နှုံးနှိမ့်နှိမ့်ဖြစ်တဲ့ဒီ RPM အနှိမ့်မာတွေကိုပဲရုံးအားကအများကြီးရှိပြီးသားဖြစ်နေတာကြောင့်မို့လို့ CVT ကိုသုံးလို့မရှိပါဘူးနောက်တစ်ခုကတော့စီဇာအလွန်သက်သာတာပါစီဇာနှုံးနဲ့ပတ်သက်လာရင်တော့ CVT gear ကညီကိုတော်တွေဖြစ်ကြတဲ့ manual ရော auto တွေအထက်ပါအများကြီးတာလွန်ပါတယ်ဗျာ gear box ရှိနေရမယ့် gear အချိုးအစားမှာအမြဲရှိနေစေဖို့ program ရေးထားတာကြောင့်မို့လို့ engine lever နှုံးကခရီးသွားနေတဲ့အရှိန်နဲ့လုံးဝကိုက်ညီပြီးတော့အမြင့်ဆုံး power ထုတ်ပေးနိုင်တဲ့ဘောင်အတွင်းမှာပဲအမြဲရှိနေပါတယ် highway speed ကိုလည်း RPM နှိမ့်နှိမ့်နဲ့ရရှိစေပါတယ်ဆိုလိုတာကတော့ highway မှာအရှိန်မြင့်မြင့် RPM နှိမ့်နှိမ့်နဲ့သွားနိုင်ပါတယ်ဒီလို engine ပတ်ရည် RPM ကိုအမြဲတမ်းအထိရောက်ဆုံးအခြေအနေမှာရှိနေအောင်ထိညှိပေးထားတာကြောင့်မလို့စီစားနှုံးကတိတိတသာကြီးကိုတက်တာစေပါတယ်ဒါကြောင့်လဲ hybrid ကအများစုနဲ့စီစားအလွန်တက်တာစေတဲ့ကားတွေဖြစ်တဲ့ Toyota Prius Honda Civic တို့မှာဒီ CVT ကိုသုံးထားကြတာဖြစ်ပါတယ်နောက်တစ်ခုကတော့မောင်းနှင်ရချောမွေ့ခြင်းဖြစ်ပါတယ်ဂီယာတစ်ခုကနေတစ်ခုကူးပြောင်းချိန်မှာတုံခါခြင်းလုံးဝမရှိဘဲနဲ့စီးနေရတာညင်သာချောမွေ့လာပါတယ်ပုံမှန်သမယိုးကြဂီယာတွေလိုဂီယာခွေးသွားစိတ်တွေကနေပြောင်းသွားတာမဟုတ်ဘဲနဲ့ CVT ကနေဖြည်းဖြည်းချင်းလေးပြောင်းသွားတာဖြစ်တဲ့အတွက်လှုပ်တာပြောင်းတာမရှိဘဲနဲ့ညံ့ညောနေခြင်းဖြစ်ပါတယ်ဒါအပြင် CVT ဂီယာမှာတခြားကားတစ်စီးကိုကြော်တက်ဖို့လီဗာကိုဖိနှိမ့်လိုက်တဲ့အခါမှာရိုးရိုးဂီယာတွေမှာဖြစ်လေရှိတဲ့ဂီယာနှိမ့်ဆင်သွားမှုကြောင့်မို့စောင့်ယုံသွားတဲ့တုန်ခါမှုမျိုးလည်းမရှိပါဘူး CVT ရဲ့အားသာချက်တွေကိုကြည့်ပြီးတဲ့အခါကျတော့ကျွန်တော်တို့ဒီ CVT ရဲ့အားနည်းချက်တွေကိုတစ်ချက်ကြည့်လိုက်အောင်ပါပထမဆုံးအချက်ကတော့မောင်းရတာအရသာမရှိသလိုဖြစ်ခြင်းပါတချို့ရင်မောင်းတွေအတွက်ကတော့ဂီယာချင်းနဲ့ခံစားချက်မရှိတာကိုလက်ခံကျင်းသားရဖို့ခက်ခဲနေတတ်ပါတယ်သူတို့ကဂီယာပြောင်းသွားတာကိုခန္ဓာကိုယ်နဲ့ဓာတ်ရိုက်ခံစားရတာမျိုးကျင်းသားရနေကြတာကြောင့်ဖြစ်ပါတယ် CVT မှာတော့ဂီယာအကူပြောင်းကလည်းညက်လွန်းတာကြောင့်မို့လို့ manual auto ကားတွေမှာလို့မောင်းတဲ့နေရာမှာကားရဲ့စွမ်းဆောင်ရည်ကိုသိရတဲ့ sport ဆန်တဲ့ခံစားချက်မျိုးမရနိုင်ပါဘူးဒီခံစားချက်ကိုသိကြတဲ့အတွက်တချို့ကားထုတ်လုပ်သူတွေကအင်ဂျင်နဲ့ဂီယာကိုထိန်းချုပ်ပေးတဲ့ကွန်ပျူတာမှာဂီယာနံပါတ်အလိုက်ပြောင်းလဲသွားတဲ့ခံစားချက်မျိုးတွေရအောင်အရှိန်တင်တဲ့အမှတ်တွေကိုကြိုတင်သတ်မှတ်ပြီးတော့ program ရေးဆွဲပေးလာကြပါတယ်ဒါကြောင့်လဲ CVT တက်ဆင်ထားတဲ့ကားတွေမှာ manual ဂီယာလိုမျိုးကိုယ်တိုင်ဂီယာချိန်မောင်းနိုင်တဲ့စနစ်တွေကိုပါထည့်သွင်းပေးနိုင်ခဲ့ကြပါတယ်နောက်ပြောစရာတစ်ခုကတော့အတန်ဆူညာခြင်းပါ CVT ဂီယာကိုစပြီးတော့မောင်းရတဲ့ရင်မောင်းအများစုရဲ့တူညီတဲ့မကျေနပ်ချက်တစ်ခုကတော့ဂီယာချောနေတယ်လို့မျိုးညည်းတန်ကြီးထွက်ပေါ်လာခြင်းဖြစ်ပါတယ် CVT ရဲ့ hydraulic ပတ်က CPR အလွန်မင်းထုတ်ပေးရတဲ့အချိန်ဒါမှမဟုတ်လို့ရှိရင်တန်ကြိုးပြားနဲ့ပူလီတို့အားနဲ့ကြိတ်ပြီးတော့ပုတ်တိုက်လှဲ့တဲ့အချိန်မှာဒီအတန်ထွက်လာတတ်ပါတယ်အပူချိန်ပိုတက်လာလို့ရှိရင်ဒီအတန်ကြီးကပိုပြီးတော့ကျယ်လာတတ်ပါတယ်ဒီ CVT အတန်ကိုကျင်သားရဖို့အတွက်ကတော့အချိန်တော်လေးပေးရနိုင်ပါတယ်နောက်တစ်ခုကတော့အချိန်တင်လိုက်တဲ့အခါမှာထွက်လာတဲ့တော်တော်ဆိုးတဲ့အတန်ကျယ်ကြီးဖြစ်ပါတယ်ဒါကတော့အင်ဂျင်ရဲ့စွမ်းရည်အမြင့်ဆုံးအနေအထားမှာရှိနေစေဖို့ RPM ကိုဆွဲတင်လိုက်ပြီးတော့ဒီအမြင့်မှာပဲထိန်းထားတာကြောင့်မို့လို့အင်ဂျင်ကအတန်ကျယ်ကြီးနဲ့အောနေတာဖြစ်ပါတယ်ပုံမှန်ဂီယာတွေမှာတော့ဂီယာတစ်ချက်ပြီးတစ်ချက်အတက်ဆင်းလုပ်တဲ့အခါမှာ RPM ကလိုက်ပြီးတော့အတက်အကျဖြစ်နေတာကြောင့်မို့လို့အင်ဂျင်အတန်ကလည်းသဘာဝကျပါတယ်အင်ဂျင်ကကားကချက်ချင်းလိုက်မသွားဘဲနဲ့ကြံနေခဲ့တဲ့ဒီဖြစ်စဉ်ကိုတရေကျိုးတက်ရောက်မှုလို့လည်းခေါ်ကြပါတယ်အတန်ကအရင်သွားပြီးတော့အရှိန်ကနောက်မှလိုက်တဲ့သဘောပါဒီလိုဖြစ်တာကို2010-15ဝန်းကျင်ထုတ်ကားတွေမှာအများဆုံးတွေ့ရလေရှိပါတယ်နောက်ပိုင်းကားတွေမှာတော့ဒီ hardware ဘိုင်းမှာရော software ဘိုင်းမှာပါအဆင့်မြင့်တာတွေလုပ်လိုက်တာကြောင့်မို့လို့ဒီပြဿနာတွေသိပြီးတော့မရှိတော့ပါဘူးနောက်ပြဿနာတစ်ခုကတော့ရုံအားအကန့်အသတ်ရှိခြင်းဖြစ်ပါတယ်CVT ကားတွေကဝင်အလေးကြီးတည်ဖို့ဒါမှမဟုတ်ရုံအားအဓိကလိုတဲ့ခရီးချမ်းလမ်းချမ်းတွေကိုမောင်းဖို့ဒီဇိုင်းထုတ်ထားတာမဟုတ်ပါဘူးရိုးရိုးအော်တိုဂီယာဒါမှမဟုတ်လို့ရှိရင် manual ကားတွေကတမဏိဂီယာသွားတွေတစ်ခုနဲ့တစ်ခုချိတ်ဆက်ထားတာဖြစ်လို့အင်ဂျင်ကထွက်လာတဲ့ရုံအားဘလောက်ပဲတန်တန်ဂီယာသွားတွေမပြည့်စည်ဘဲနဲ့အပြည့်အဝခံနိုင်ရရှိပါတယ် CVT မှာတော့အင်ဂျင်ရုံအားကိုပူလီနဲ့တန်ကြိုးပြားကြားကပုတ်တိုက်အားနဲ့အဓိကကူးပြောင်းပေးရတာဖြစ်လို့ဝင်အလေးသေးတာခီးချမ်းလမ်းပေါင်းတာတွေဆိုလို့ရှိရင်ဂီယာဝိုင်းအပူလွန်ခဲ့တာလီဗာဘလောက်ပဲနေနေအင်ဂျင်သားကြီးပဲကျယ်လာပြီးတော့ကားကအရှိန်မတက်တော့တာတန်ကြိုးပြားနဲ့ပူလီတွေစားသွားတာစတာတွေကြုံလာနိုင်ပါတယ်
ဒီခါမှာဂီယာတစ်လုံးလုံးလဲရတာမျိုးအထိလဲဖြစ်သွားနိုင်ပါတယ်နောက်တစ်ခုကတော့ပြင်စရိတ်ပါ CVT ဂီယာရဲ့ပြင်စရိတ်ဆိုတာကကားသမားတွေကြားမှာဘတ်ဂျက်ရရောအသေးထိပ်စရာအကောင်းဆုံးခေါင်းစဉ်တစ်ခုဖြစ်နေပါတယ် CVT ဂီယာပြည့်ရင်ဂီယာတစ်လုံးလုံးလဲရတဲ့သိန်းရာချီဝန်းကျင်ကုန်ကျနိုင်တယ်ဆိုတော့သတင်းစကားတွေကြောင့်မလို့လူတော်များများက CVT ဆိုရင်ကြောက်လန့်နေကြတာပါဒါလည်းအလကားရမ်းကြောက်တာမဟုတ်ဘဲနဲ့စက်မှုဝိုင်းဆိုင်ရာပြင်ဆင်ရခက်ခဲမှုနဲ့အပိုးပစ္စည်းရရှိနိုင်မှုတွေကြောင့်ပဲဖြစ်ပါတယ် CVT ဂီယာထဲမှာပါတဲ့တံမဏိပူလီနဲ့တန်ကြိုးပြားတွေကိုစက်ရုံမှာ micro level အထိအတိအကျစီစစ်ပြီးတော့တက်ဆင်ထားတာဖြစ်ပါတယ်ရိုးရိုးအော်တိုဂီယာမှာလို့ဂီယာသွားကိုခွေးသွားစိတ်လဲလိုက်ရုံနဲ့ပြင်လို့မရပါဘူးဝါရှော့တော်တော်များများက CVT ဂီယာတွေကအစိပ်ပိုင်းတွေကိုတီးသန့်ဖြုတ်ပြီးတော့ပူလီတစ်ခုတည်းတန်ကြိုးပြားတစ်ခုတည်းလဲလှယ်ပေးနိုင်ဖို့ခက်ရင်ပါတယ်နောက်ပြီးတော့ဒီ CVT ရဲ့အလုပ်လုပ်ပုံကတာမန်အော်တိုဂီယာတွေနဲ့လည်းမတူတာကြောင့်မလို့မက်ကင်းတဲ့တိုင်းကမကင်နိုင်ကြပါဘူးများသောအားဖြင့်ကတော့အစိပ်ပိုင်းတစ်ခုခုပြတ်သွားပြီဆိုလို့ရှိရင်ဂီယာအလုံးလိုက်လဲရလေးရှိပါတယ်ဒါကြောင့်မလို့ဈေးကလည်းမြင့်လာပါတယ်ကဲအခုဆိုရင်တော့ CVT ရဲ့အားသာချက်အားနည်းချက်တွေကိုသိချာသဘောပေါက်လောက်ပြီးထင်ပါတယ်ဒီတော့ CVT ကိုဘယ်လိုနေရာမျိုးမှာသုံးနေတယ်လဲဆိုလို့ရှိရင်မြို့ရင်းကားပိတ်တဲ့လမ်းတွေမှာစီစားတက်တက်နဲ့ညံ့ညံ့ညောညောမောင်းခြင်းနဲ့အိမ်စီးကားသမားတွေအတွက်ကတော့ CVT ကအကောင်းဆုံးရွေးချယ်မှုပဲဖြစ်ပါတယ်ဒီလိုအကျိုးကျေးဇူးတွေကိုရေရှည်ခံစားနိုင်မှုအတွက် CVT ဂီယာကိုဘယ်လိုစနစ်တကျထိန်းသိမ်းရမလဲဆိုတာကိုလည်းဆက်ကြည့်လိုက်အောင်ပါပထမဆုံးအနေနဲ့ကတော့ဂီယာဝိုင်းကိုမှန်မှန်လဲပါဂျပန်အေစီကအများစုဖြစ်တဲ့ Toyota, Honda, Nissan တွေရဲ့စာအုပ်ထဲမှာတော့ကီလိုမီတာ4000ကနေပြီးတော့9000မိုင်နေနဲ့ဆိုလို့ရှိရင်တော့မိုင်2900ကနေပြီးတော့3000ဝန်းကျင်ဒီမှာလဲလှယ်ဖို့ရေးထားလေးရှိပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ကီလိုမီတာ2000ကနေပြီးတော့3000မိုင်နေနဲ့ဆိုလို့ရှိရင်တော့မိုင်12000ကနေပြီးတော့18000ဝန်းကျင်ဒါမှမဟုတ်လို့ရှိရင်2နှစ်မှတစ်ကြိမ်မပြတ်မကွက်လဲလှယ်ပေးတာအကောင်းဆုံးဖြစ်ပါတယ်တီးသန့် CVT ဂီယာဝိုင်းလဲပေးရတဲ့ကုန်ကျစရိတ်ကရိုးရိုး ATF ဂီယာဝိုင်းနဲ့စားလို့ရှိရင်ဈေးအနည်းငယ်ပိုပြီးတော့ကုန်နိုင်ပေမဲ့ဂီယာတစ်လုံးလုံးလဲရတဲ့ဈေးနဲ့ရှင်လိုက်လို့ရှိရင်တော့ဒါ900%တော့မရှိပါဘူးဒုတိယအချက်အနေနဲ့ကတော့ဂီယာဝိုင်းမှားမထည့်မိအောင်သတိထားပါ CVT မှာရိုးရိုး ATF ဂီယာဝိုင်းထည့်မိတာနဲ့ကီလိုမီတာအနည်းငယ်အတွင်းမှာတန်ကြိုးပြားတွေချောပြီးတော့ဂီယာတစ်လုံးလုံးပျက်စီးသွားပါလိမ့်မယ်ဒါကြောင့်မလို့စက်ရုံကညှော်ထားတဲ့ CVT ဂီယာဝိုင်းအမျိုးအစားကိုပဲလဲလှယ်ပေးရပါမယ်တတိယအချက်အနေနဲ့ကတော့မောင်းနေရမှာလီဗာနင်းပြီးတော့အရှိန်တင်လိုက်တဲ့အခါမှာဂီးဆိုတဲ့ပုတ်တိုက်တန်ကျဲလာတာဂီယာပြောင်းချိန်မှာစောင့်တာဂုံးအတက်မှာမယုံနိုင်မနဲ့អော်နေတာဒါတွေတွေ့ရပြီဆိုလို့ရှိရင်တော့ဂီယာဝိုင်းနဲ့ filter တွေကိုချက်ချင်းစစ်ဆေးပေးသင့်ပါတယ်နောက်တစ်ခုကတော့မောင်းတဲ့ပုံစံနဲ့ပတ်သက်ပြီးတော့သတိထားဖို့ဖြစ်ပါတယ်လီဗာကိုရုတ်တရက်စောင့်နေပြီးတော့မြန်မြန်အရှိန်ဆွဲတင်လိုက်တာမျိုးကိုရှောင်ရှားပြီးတော့ဖြည်းဖြည်းချင်းညင်ညင်သာသာလေးနင်းပေးတာဂုံးတက်လမ်းတွေမှာ S ဒါမှမဟုတ်လို့ရှိရင် L mode ကိုပြောင်းပြီးတော့မောင်းပေးတာမျိုးတွေဒီလိုမျိုးတွေလုပ်ပြီးလို့ရှိရင်တော့ CVT ဂီယာကိုတက်တန်းချရှည်စွာမောင်းနဲ့စီးနေနိုင်မှာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ကတော့ CVT ကားတစ်စီးကိုတိတ်လေးတဲ့ဝင်နေတင်တာနောက်တွဲရင် trailer ဆွဲတာသဲတွေရွှွနေထူတဲ့ခရီးချမ်းလမ်းမှာအတင်းယုံခိုင်းတာစတဲ့သူ့စက်မှုဒီဇိုင်းနဲ့မကိုက်ညီတဲ့အလုပ်တွေကိုခိုင်းတာကလည်းဂီယာရဲ့တက်တန်းကိုအမြန်တိုးတောင်းစေမဲ့လုပ်ရည်ဖြစ်လို့ရှောင်ကျဉ်သင့်ပါကြောင်းတင်ပြလိုက်ရပါတယ်ဗျာအားလုံးဘေးအန္တရာယ်ကင်းစွာမောင်းနေနိုင်ကြပါစေ